1385 ခုနှစ်တပေါင်းလာပြီကျော်12ရက်2024 ခုနှစ်ဧပြီလ5ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားတော်ဒွါရဝိပဿနာရှုပွားနည်းတရားဒေသနာတော်ဒွါရဝိပဿနာရသဗျာဟောတဲ့နှစ်တုပ်ရှိတယ်ဒွါရတုပ်ဆိုတဲ့နှစ်တုပ်ရှိဒွါရဆိုတာအစုံလို့ဆိုလို့တဲ့ပေါ့နှစ်ခုပါတဲ့အရာတစ်ခုနှစ်ပိုင်းရှိတဲ့အရာတစ်ခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဝိပဿနာရှုဖို့ကိုဟောတဲ့သုတ္တပဲတိချာချာနားဆိုင်ထောက်မယ်ဆိုရင်ကိုယ်မှရှိတဲ့တရားတွေပဲဒါတွေကကိုယ်တဏ္ဍမှာရှိနေတာအကြောင်းနှစ်ခုကြောင့်ဖြစ်လာတာအကြောင်းအစုံကိုတွားရရဲ့ပါဠိစကားအဓိပ္ပာယ်ကနှစ်ခုပါတဲ့တစုံလို့ခေါ်တဲ့အရာပေါ့နော်အစိတ်ပိုင်းနှစ်ခုရှိတယ်အဲ့ဒါကိုတွားရလို့ခေါ်တယ်လူတွေပါမျက်စိကနှလုံးရှိတယ်နားနှစ်ဖက်ရှိတယ်နှာခေါင်းပေါက်နှစ်ခုရှိတယ်ဒါလည်းတွားရပဲတဲ့နော်နှစ်ခုရှိတာအဲ့ဒီနှစ်ခုရှိတာနဲ့ပတ်သက်ပြီးတော့ဝိပဿနာတရားရှုပုံကိုဒီသုတ္တမှာဟောတာဒီသုတ္တကတန်ယုတ်တနိကေသတ္တယတနာဝေကတန်ယုတ်ပါဠိတော်မှာဟောတာတဲ့ဝိပဿနာရှုပွားနည်းပဲဒါကြောင့်မို့တွားရဝိပဿနာရှုပွားနည်းဝိပဿနာတရားအထုတ်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်မှာရှိတာကိုရှုပြီးတော့ဝိပဿနာဘယ်လိုအထုတ်မလဲတရားနဲ့ခါလာမှာသီလစောင့်တည်ပြီးတော့အလုပ်တရားနာယူပြီးတော့ဝိပဿနာတရားအထုတ်ခြင်းနဲ့ဆိုရင်အဲ့ဒီအထုတ်နည်းတစ်ခုပြောပြအလွန်ကြီးခက်ခဲတာမဟုတ်ဘူးဝိပဿနာတရားဆိုတာသမာဓိရဖို့ကြိုးစားရတာမဟုတ်ဘူးအသိဉာဏ်ဖြစ်ဖို့ကြိုးစားအာယုသမာဓိဆိုတာအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုတည်ငြိမ်နေအောင်လုပ်တာသမာဓိနော်အခုကအာယုတစ်ခုတည်းပေါ်မှာစိတ်ငြိမ်နေအောင်လုပ်ရမှာမဟုတ်ဘူးစဉ်းစားရမှာဖြစ်တယ်အကြောင်းအကျိုးစဉ်းကျင်သုံးသပ်ရမှာဖြစ်တယ်အဲ့ဒီစဉ်းကျင်သုံးသပ်မှုဆိုတာဝိပဿနာပဲဒါမို့ဝိပဿနာဆိုတာထူးခြားတဲ့အမြင်ထူးခြားစွာရှုမြင်မှုအဲ့ဒီရှုပုံလေးတွေကိုရသဗျာအရှင်းလေးဟောတာဘုရားဟောတာလောက်ရှင်းတာမရှိဘူးရသဗျာအရ35နဲ့ပြောထားတာပဲကဲအဲ့ဒီသုတ္တလေးကိုစပြီးတော့ကြည့်အောင်ကိုယ်မှပျက်စီးရှိတာပဲနော်ကိုရှိနေတယ်ကိုယ်တတ္တဝတရားရှိနေတယ်အဲ့ဒါတခုချင်းရှင်းပြမယ်မြတ်စွာဘုရားရဲ့စကားကိုရှင်းဥစွာမှတ်တွာယံပဋိစ္စဝိညာဏံသဗ္ဗောတိတွာယံဝတ္ထုအာယုံအကြောင်းနှမျိုးကိုပဋိစ္စဆွဲမိ၍ဝိညာဏဝိညာဉ်လို့ခေါ်တဲ့စိတ်သည်သဗ္ဗောတိဖြစ်လာ၏စိတ်ဖြစ်တာကိုယ်စိတ်ဆိုတာလူရဲ့တဏ္ဍမှာအပြည့်တမ်းရှိနေတာမဟုတ်ဘူးသို့တော့အပြည့်တမ်းဖြစ်နေတယ်အဲ့လိုတော့သိရမယ်ရှိနေတာနဲ့ဖြစ်နေတာတခြားစီနော်ရှိနေတယ်ဆိုတာစဖြစ်ကြတဲ့ကတခါမှပြတ်မသွားဘူး
အဲ့ဒီရှိနေတာတမျိုးဒါကဖြစ်နေတာစစ်စစ်ပြပြဖြစ်နေတာစစ်စစ်ပြပြဖြစ်နေတော့ရတ္တသွားတာမဟုတ်ဘူးလူတွေရဲ့အသိစိတ်ဆိုတာဘာကိုအကြောင်းပြုဖြစ်တာတော့ဆိုတော့အကြောင်းရှိမှဖြစ်တဲ့ဆိုတဲ့အဓိပ္ပာယ်ပဲတွားရန်ဝတ္ထုအာယုနှစ်ခုကိုနှစ်စုံဝတ္ထုအာယုတစ်မျိုးစုံကိုပဋိစ္စအကြောင်းပြု၍ဝိညာဏအသိစိတ်သည်သမောတိဖြစ်ဒါလေးကိုရှုစမ်းမှတ်တာပေါ့နော်စိတ်ဖြစ်တာအကြောင်းနှစ်ခုရှိတယ်အကြောင်းတစ်ခုကဘာတော့တစ်ခုကဝတ္ထုတစ်ခုကအာယုဝတ္ထုဆိုတာဘာတော့ဆိုရင်စိတ်ဖြစ်ရဌာနဝတ္ထုဆိုတာတခြားမဟုတ်ဘူးနော်ဗမာစကားမှာတော့ဝတ္ထုလို့ခေါ်တာတွေအများနေတယ်လူတွေအပြောဖတ်ဖို့ရေးတာလဲဝတ္ထုအဲ့ဒါပြောတာမဟုတ်ဝတ္ထုဆိုတာဘယ်အဟုတ်ခေါ်တာတော့ဆိုမျက်စိနာနှာခေါင်းလျှာကိုယ်ကာယဟရိယအဲ့ဒါကိုဝတ္ထုရုပ်6ပါးလို့ခေါ်တယ်အဲ့ဒါလေးကိုယင်မှတ်နော်ဝတ္ထုရုပ်6ခုရှိတယ်ကိုယ်ခန္ဓာကိုယ်ပါရှိတယ်အရာ30ကနဲ့ပြောရင်မျက်စိရှိတယ်နာရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်ဟရိယဝတ္ထုရှိတယ်အဲ့ဒါကိုဝတ္ထု6ပါးဝတ္ထုဆိုတာစိတ်ရဲ့ဖြစ်ရဌာနစိတ်အားဘယ်ကဖြစ်လာတယ်ဒီဝတ္ထုကိုမိပြုပြီးတော့ဖြစ်တာဝတ္ထုရုပ်မရှိရင်စိတ်မဖြစ်ဘူးနော်ဒါပေမဲ့ဝတ္ထုရုပ်တစ်ခုတည်းဖြစ်တယ်ရှိလို့ရတာလို့ဆိုလို့မရဘူးအဲ့တော့ဝတ္ထုဆိုတာသိပြီနော်6ခုပဲရှိတယ်ဒီတဲ့ပို့မှတ်စရာမရှိဘူးမျက်စိနာနှာခေါင်းလျှာကာယဟရိယအဲ့ဒါဝတ္ထုရုပ်6ပါးမျက်စိလို့ဆိုတဲ့နေရာမှာမျက်လုံးကြီးတစ်ခုလုံးပြောတာမဟုတ်ဘူးအရေးထင်နဲ့အလက်ကောင်မှရှိတဲ့အကြည့်ရုပ်ကလေးအဲ့ဒီမှာမှန်လေးလို့ပဲသူ့ပေါ်မှာလာပြီးတော့မျက်စိရှိတဲ့အရာဝတ္ထုသည်အရေးလာတယ်ပတ္တရယုတ်လို့ခေါ်တယ်နော်ပတ္တရဆိုတာအာယုံကိုအာယုံရဲ့အရေးဖြစ်တဲ့ရုပ်ကိုပြောတယ်နော်အဲ့တော့မျက်စိကတော့ဟုတ်တယ်အရေးထင်တာနားကြတော့အရေးထင်တာမဟုတ်ဘူးမျက်စိတစ်ခုတည်းသာပြောတာနော်မျက်စိရှိတယ်မျက်လုံးကြီးတစ်ခုလုံးမဟုတ်ဘူးမျက်လုံးကြီးရဲ့အလယ်မှာရှိတယ်အကြည့်တက်ကလေးအယုတ်ရှိတဲ့နေရာအဲ့ဒါလေးကိုသက္ခုပတာရယုတ်လို့ခေါ်တယ်အဲ့ဒါကဝတ္ထုနော်နောက်တစ်ခုကနာဆိုတာလည်းပဲနေရကြည့်တစ်ခုလုံးမဟုတ်ဘူးနာတွေမှာရှိတဲ့အတန်ကိုဖာယူနိုင်တဲ့နေရာလေးကိုသောတာလို့ခေါ်တယ်သောတာပတာရအဲ့ဒါလေဝတ္ထုရုပ်တစ်ခုနှာခေါင်းဆိုတာလေဒီနှာခေါင်းကြီးတစ်ခုလုံးကိုပြောတာမဟုတ်ဘူးနှာခေါင်းအတွင်းမှာစိတ်ခွာတရရှိတဲ့အတ္တရုံလေးပါတယ်ကိုယ်နှာခေါင်းကိုနိုင်ကြည့်ပေါ့အတ္တရုံလေးလို့အနုနေတာလေအဲ့ဒီမှာလာထိလို့ရှိရင်အနံ့ကိုဖာယူနိုင်တယ်နော်အနံ့ကိုဖာယူနိုင်တဲ့နေရာလေးကကာဏဝတ္ထုလို့ခေါ်တယ်လျှာကြတော့လျှာရဲ့အလက်ကောင်းမှာရှိတဲ့အရာသာကိုဖာယူနိုင်တဲ့နေရာလေးကဇီဝဝတ္ထုလို့ခေါ်တယ်နောက်တစ်ခုကကာယပတ္တာရကာယပတ္တာရတော့တကူလုံးမှရှိတယ်ခန္ဓာကိုယ်အနံ့ပြထိရင်သိတဲ့နေရာအလုံးနော်မသိတဲ့နေရာဥပမာပဲဆက်ပြဆိုမသိဘူးဆက်ရင်ဆိုသိစပင်းရဲ့ဖြာဆိုရင်ကိုင်ကြည့်မသိဘူးကိုင်ဘက်မသိဘူးအဲ့ဒါလို့မသိတဲ့နေရာကိုတော့မယူရဘူး
ဒီလိုသိတဲ့နေရာကာယပတာရဆိုတာအလုံးတစ်ခုလုံးပဲရှိနေတယ်အခုခေတ်ကတော့ပြောတော့စစ်သေးရှင်ရှိတယ်မရှိဘူးအာယုကျော်တဲ့ပြောကြတယ်ပေါ့နော်အာယုကျော်မရှိမသိဘူးလို့ပြောဒါတော့မြတ်စွာဘုရားရဲ့စကားကကာယပတာရကိုယ်ကာယမှာဒီလိုသိတဲ့တရားလေးအဲ့ဒါကာယဝတ္ထုဟရိယကြတော့တချို့ကနှလုံးသားတချို့ကအုံနောက်အဲ့ဒီနှစ်ခုကြားမှာစဉ်းစားတဲ့အခါမှာအုံနောက်ကအလုတ်လုတ်တာဖြစ်တယ်ချစ်ချင်းမုန်းခြင်းအာယုန်နဲ့ဆုံးတွေ့တဲ့အခါမှာခုတ်တာကနှလုံးသားဖြစ်တယ်နော်အဲ့ဒါနဲ့ပြောမယ်ဆိုလို့ရှိရင်နှလုံးသားနဲ့အုံနောက်ဆက်သွယ်လာတဲ့တရားသည်စိတ်ရဖြစ်ရာဟရိယလို့မြတ်စွာဘုရားက location လို့ခေါ်တယ် location လို့ခေါ်တဲ့နေရာဌာနကိုဘယ်နေရာလို့မပြောဘူးဝတ္ထုလို့ပဲပြောလိုက်တယ်ဟရိယဆိုတဲ့စကားလုံးကနောက်မှထည့်တာနောက်မှထည့်ပဲလို့ဟရိယဆိုတဲ့စကားလုံးကိုအတိပ္ပယ်နှစ်ခုယူရတယ်ဟရိယနှလုံးဆိုတာစိတ်ကိုပြောတာတစ်ခုကနောက်တစ်ခုကနှလုံးဆိုတာသူရဲ့ခန္ဓာကိုယ်မှာရှိတဲ့နှလုံးသားနှစ်ခုရှိတယ်နော်အဘိဓမ္မာကျမ်းနဲ့အဲ့တော့ဘယ်လိုရေးတော့ဆိုစိတ်ဟာဘယ်မှာဖြစ်တော့ဆိုရင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးကိုသွေးရလက်ပတ်နေတာအဲ့သွေးလက်ပတ်နေတဲ့အချိန်မှာနှလုံးသားထဲမှာရောက်ရှိနေတဲ့တလက်စွန်ပမာဏရှိတဲ့သွေးတဲ့မှာရှိတဲ့ရုပ်ကိုတရားဝတ္ထုလို့ခေါ်တာပြရတဲ့အရာမဟုတ်ဘူးနှလုံးသားကြီးကိုခေါ်တာပြောတာမဟုတ်ဘူးနော်အဲ့တော့ဒါကအိချာသိဖို့ကမြတ်စွာဘုရားကတိတိကျကျဟောမပေးခဲ့ဘူးဟောမပေးတာဘာလို့ဟောမပေးတာတော့ဆိုနှလုံးရုပ်ဟာကျန်တာတွေ့တာကြတော့အုံနောက်တဲ့သက်ဆိုင်နေချစ်ချင်းမုန်းခြင်းကြတော့နှလုံးသားတဲ့သက်ဆိုင်နေအဲ့တော့ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါရက်တွေကသူ့လို့ကိုသူ့လို့ကြတာနှလုံးသားရဲ့အလုတ်ကခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့သွေးတွေကိုလက်ပတ်အောင်နော်ပတ်သဘောမျိုးပေါ့ညစ်ပြီးတော့သွေးတွေလက်ပတ်အောင်လုပ်တာဒါတော့ခဏခေပြောတဲ့စကားပေါ့နှလုံးသားခုံပြီးတော့သွေးတွေကိုခန္ဓာကိုယ်မှာဖြန့်ပေးတယ်ဒါသူ့လုပ်တယ်အဲ့တော့ဟရိယဝတ္ထုယုတ်ဆိုတာဘယ်မှာရှိတာတော့ဆိုရင်အဲ့ဒီလက်ပတ်နေတဲ့နှလုံးသားထဲမှာရှိတဲ့သွေးမှာနှလုံးသားထဲကသွေးမှာဒီလိုဆိုလို့လည်းပေါ့အဲ့တော့သွေးဆိုတာလေနှလုံးသားကနေပြီးတော့ပို့လိုက်တဲ့သွေးကအုံနောက်ရောက်တာအကယ်၍အုံနောက်ကိုသွေးပို့တာမရောက်ဘူးဆိုလို့ရှိရင်ဒီလူကသိနိုင်တာမရှိဘူးနော်သိနိုင်တာမရှိဘူးအုံနောက်ထဲမှာသွေးမရောက်ဘူးဆိုရင်လူအသိစိတ်ရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဘုလို့ဟရိယဝတ္ထုဆိုတဲ့နေရာမှာနှလုံးသားကြီးလည်းပြောလို့မရဘူးလို့အဲ့တော့ရေပုံရပဲမှတ်ထားဖို့စိတ်ဖြစ်တဲ့နေရာအခြားစိတ်ဖြစ်တဲ့နေရာကိုဟရိယဝတ္ထုလို့ခေါ်တယ်အဲ့လိုပဲမှတ်ထားတဲ့အဲ့တော့စိတ်ဖြစ်တဲ့နေရာက6ခုရှိတယ်နော်မျက်စိနာနှာခေါင်းလျှာကိုယ်ကာယဟရိယအဲ့ဒါကိုဝတ္ထုယုတ်6ပါးလို့ခေါ်တယ်အဲ့ဒီမှာမျက်စိမှာရှိတဲ့စိတ်ဖြစ်ရတာကကံကြောင့်ဖြစ်တာဘယ်သူမှအတူလို့မရဘူးနော် artificial နဲ့လုပ်လို့ရှိရင်အစစ်မဟုတ်အစစ်မဟုတ်တဲ့အားကပဂတိမျက်စိကို artificial နဲ့အစားထိုးလို့မရသေးဘူးတမန်စဉ်းစားတတ်တာတော့ဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုရင်
မျက်စိကိုအစားထိုးပြီးမြင်အောင်ကိုယ်နိုင်တာကလေးဒီမရှိသေးဘူးနော်အဲ့တော့မျက်စိကကံကြောင့်ဖြစ်တဲ့ရုပ်ဒါဗုဒ္ဓတရားတော်အရာကံကပေးတဲ့ရုပ်နော်မျက်စိကရုပ်တရားကံကပေးတာအတ္တကိုဖန်ယူနိုင်တဲ့သောတာပတ္တရာဆိုတဲ့ကံကပေးတာကံကြောင့်ရတာနော်မိတ်ပိုင်ကမ္မပေါ့ produce ပိုင်ကမ္မကံကနေထုတ်လုပ်တာကံကပြုလုပ်ထားတာဒါကြောင့်မို့ကံမကောင်းတဲ့ပုဂ္ဂိုလ်တွေကမျက်စိပါကြမှာပါလာမွေးတဲ့ကမျက်စိမပါတဲ့ပုဂ္ဂိုလ်ရှိတယ်အလင်းအောင်မရတဲ့နော်နာမကြတဲ့ပုဂ္ဂိုလ်ရှိတယ်မျက်စိမမြင်တဲ့ပုဂ္ဂိုလ်ရှိတယ်မျက်စိမမြင်တဲ့ပုဂ္ဂိုလ်ကိုစစ်စန္ဒလို့ခေါ်တယ်မွေးတဲ့ကမျက်စိမမြင်တာပတ္တရယုတ်ပါမလားမကြတဲ့ပုဂ္ဂိုလ်ကိုဒါစစ်စပတိရလို့ခေါ်တယ်ပတိရဆိုတာကံနေတာဆိုရနာမကြတွေပါဒီယုတ်တည်းမပါလောက်တရားကံနဲ့လို့တော့မရှိဘူးကိုယ်ယောဂဖြစ်ရင်တော့ရတာမသိဘူးလို့ပြောတယ်မွေးတဲ့ကရှာမရတာမရှိဘူးဆိုတာတော့မဖြစ်ဘူးနော်တရားကံနာတော့ရတာပြက်တာတော့ယောဂကြောင့်ဖြစ်နိုင်တယ်ကာယပတ္တရထိရာတိမသိဘူးဆိုလက်ပရိုစီယောဂနဲ့ဆိုလို့ရှိရင်တော့တချို့စင်စေရှင်ပြတ်သွားတာတွေရှိတယ်ထုံသွားတယ်ထိမှမသိတော့ကာယပတ္တရပြတ်သွားအဲ့ဒီနာကလည်းအတန်ကိုဖန်ယူနိုင်တဲ့သောတာပတ္တရနာကလည်းကံကပေးတာပဲဖြစ်တယ်နှာခေါင်းကလည်းကံကပေးတာပဲဖြစ်တယ်လျှာကလည်းကံကပြုလုပ်တာဖြစ်တယ်ကိုယ်ကာယပတ္တရကလည်းကာယပတ္တရကလည်းကံကြောင့်ဖြစ်တာဖြစ်တယ်ဟရိယဝတ္ထုကလည်းကံကြောင့်ပဲဖြစ်တယ်တခြားဥတုအာရစိတ်တို့ကြောင့်မဖြစ်နိုင်ဘူးရုပ်ဖြစ်ခြင်းအကြောင်းတရား၄မျိုးကံစိတ်ဥတုအာဟာရအဲ့ဒီမဲ့ကံဆိုတဲ့အကြောင်းတရားကမှဟောဒီဝတ္ထုရုပ်6ပါးကိုထုတ်လုပ်တယ်နော်ဒါကိုရင်မှတ်ရဝတ္ထုရုပ်6ပါးအကံကြောင့်ပဲဖြစ်တယ်ဟုတ်ပြီဒါကစိတ်ဖြစ်ဖို့ရအတွက်ဝတ္ထုဆိုတဲ့အကြောင်းတစ်ခုပဲဒါစိတ်ဖြစ်ဖို့သူရှိုံနဲ့ဖြစ်လာလို့ဆိုရင်ဖြစ်သေးဘူးနော်မျက်စိရှိုံနဲ့မြင်တယ်ဆိုတာမဖြစ်ဘူးနာရှိုံနဲ့ကြားတယ်ဆိုတာမဖြစ်ဘူးလျှာရှိုံနဲ့ရတာသိတယ်ဆိုတာမဖြစ်သေးဘူးကိုယ်ကာယရှိုံနဲ့နှာခေါင်းရှိုံနဲ့နတ်သိတယ်ဆိုတာမဖြစ်သေးဘူးလျှာရှိုံနဲ့ရတာသိတယ်မဖြစ်သေးဘူးကိုယ်ကာယရှိုံနဲ့ထိသိဆိုတာမဖြစ်သေးဘူးဟရိယဝတ္ထုရုပ်ရှိုံနဲ့ပဲကြံတွေးသိတယ်အသိရှိတယ်ဆိုတာမဖြစ်သေးဘူးစိတ်မဖြစ်သေးဘူးဖြစ်သမျှစိတ်တွေဟာနော်မျက်စိကိုပြီးပြီးတော့ဖြစ်တဲ့စိတ်ကနှစ်ခုပဲရှိတယ်သက္ခုဝိညာဉ်စိတ်နှစ်ခုကုသိုလ်ကြောင့်ဖြစ်တယ်အကုသိုလ်ကြောင့်ဖြစ်တယ်နှစ်ခုအဲ့ဒါတွေကအကျိုးဝိပဿစိတ်တွေဖြစ်တယ်အတိတ်ကကံကြောင့်မျက်စိဆိုတာရတာအဲ့ဒီမျက်စိကိုမိပြုပြီးတော့ဖြစ်တဲ့သက္ကဝိညာဉ်စိတ်ကလည်းပဲကံကြောင့်ပဲဖြစ်တယ်တခြားအကြောင်းကြောင့်မဖြစ်နိုင်ဘူးတို့တူပဲနာသောတာဝိနာကနာဆိုတဲ့ပတ္တရယုတ်ကလည်းပဲကံကြောင့်ဖြစ်တယ်အဲ့ဒီပတ္တရယုတ်ကိုမိပြီးတော့ဖြစ်လာတဲ့စိတ်ကလည်းဇာတိစိတ်ကနှစ်ခုရှိတယ်သူကလည်းပဲကံကြောင့်ပဲဖြစ်တယ်လျှာပေါ်မှာအရသာသိတဲ့စိတ်လျှာကလည်းကံကြောင့်ဖြစ်တယ်အရသာသိတဲ့စိတ်ကလည်းပဲကံကြောင့်ပဲဖြစ်တယ်နော်ကံမရှိရင်အဲ့ဒါတွေမဖြစ်ဘူးကံအထုတ်လို့ဘယ်ကံတော့ဆိုရင်အတိတ်ဘဝကကံခုဘဝကံမဟုတ်ဘူး
အတိတ်ဘဝကံကနေထုတ်လုပ်တယ်ကိုယ်ကာယထီလို့သိတယ်ဆိုတဲ့ကာယပတာရယုတ်ကလည်းကံကြောင့်ဖြစ်တယ်အဲ့ဒီကိုယ်ကာယပေါ်မှာမိပြုပြီးတော့သိတဲ့စိတ်ကနှစ်ခုရှိတယ်အဲ့ဒီစိတ်နှစ်ခုကလည်းပဲကံကြောင့်ပဲဖြစ်တယ်နော်အတိတ်ကကံကနေပြီးလို့ဖြစ်တာအဲ့တော့မျက်စိနဲ့ပတ်သက်တဲ့စိတ်ကနှစ်ခုနားနဲ့ပတ်သက်တဲ့စိတ်ကနှစ်ခုလျှာနဲ့ပတ်သက်တဲ့စိတ်ကနှာခေါင်းနဲ့ပတ်သက်တဲ့စိတ်ကနှစ်ခုလျှာနဲ့ပတ်သက်တဲ့စိတ်ကနှစ်ခုကိုယ်ကာယနဲ့ပတ်သက်တဲ့စိတ်ကနှစ်ခုအဲ့ဒါကိုဝိညာဏစိတ်10ခုလို့ခေါ်တယ်နော်ဝိညာဏစိတ်10ခုအဲ့ဒါဒီအကံကြောင့်ဖြစ်တာလေနောက်တစ်ခုကဟရိယဝတ္ထုလို့ခေါ်တယ်ကံကြောင့်ဖြစ်တဲ့ဝတ္ထုကိုမိပြုပြီးတော့စိတ်တွေကြတော့ဒီ10ခုမှတပါစိတ်89ရှိတယ်ပဲဒီ10ခုမှတပါကျန်တဲ့စိတ်တွေအလုံးကဟရိယဝတ္ထုကြောင့်ဖြစ်ဟရိယဝတ္ထုပေါ်မှာမိဖြစ်တာအဲ့တော့တွေးသိလို့ဖြစ်တဲ့စိတ်တွေကပိုများတယ်နော်မျက်စိနဲ့ပတ်သက်ရင်စိတ်နှစ်ခုပဲရှိတယ်သောတာနဲ့ပတ်သက်တာစိတ်နှစ်ခုကာဏနဲ့ပတ်သက်တာစိတ်နှစ်ခုဇီဝနဲ့ပတ်သက်တာနှစ်ခုကာယနဲ့ပတ်သက်တာနှစ်ခု10ခုအဲ့ဒီ10ခုကလွယ်လို့ရှိရင်ဇာတာတွေကဟရိယဝတ္ထုလို့ဆိုတယ်နှလုံးသားပေါ်မှာပြီးတော့ဖြစ်တဲ့စိတ်တွေကြီးပဲဒါကဝတ္ထုယုတ်ဆိုတာစိတ်ဖြစ်ရတာကိုပြောတာနော်စိတ်ဖြစ်ရတာတွားရမှဒါအကြောင်းတစ်ခုပဲပြောသေးတယ်ကောင်းပြီနောက်တစ်ခုကပါတော့မျက်စိထဲမှာလာထင်တဲ့အစင်းအာယုံဆိုတာရှိတယ်အဲ့ဒါကိုရူပယုံလို့ခေါ်တယ်အစင်းအာယုံအစင်းအာယုံဆိုတာသူကြတော့ကံကြောင့်နဲ့မကဘူးစိတ်ကြောင့်ဖြစ်တာရှိတယ်ဥရုကြောင့်ဖြစ်တာရှိတယ်အာဟာရကြောင့်ဖြစ်တာရှိတယ်ကံကြောင့်ဖြစ်တာရှိတယ်အဲ့တော့သူကြတော့အကြောင်း၄ပါးကြောင့်ဖြစ်တဲ့ရုပ်လို့အဲ့လိုပဲပြောနော်မျက်စိမှထင်ဟလာတဲ့အာယုန်ဒီအကြောင်း၄ပါးကြောင့်ဖြစ်တဲ့အာယုန်ဖြစ်တယ်ရူပလို့ခေါ်တဲ့အစင်းရုပ်အစင်းရုပ်ဆိုတာတချို့ကကာလလားဖောင်းလားနှစ်ခုဖုံးဆိုတာပုံမှန်တတ်တာကာလဆိုတာအယောင်အစင်းအယောင်နော်အစင်းယုံဆိုတာကာလကိုပြောတာလည်းမဟုတ်ဘူးဖုံးကိုလည်းပြောတာမဟုတ်ဘူးနှစ်ခုလုံးကိုပြောတာနော်နှစ်ခုလုံးဟာတပည့်နေပါဠိတော်မှာအစင်းယုံလို့ဆိုတဲ့ပဲပုံမှန်တတ်တာတွေပါပြောထားတာရှိတယ်နော်အလင်းရောင်ကလည်းပဲအစင်းယုံပဲအမောင်ကလည်းအစင်းယုံပဲလူတွေကထင်တယ်မောင်တာကိုမမြင်ရဘူးလို့ထင်တယ်မြင်ရတာပေါ့မြင်ရလို့ပဲမောင်လိုက်တာလို့ပြောတာပေါ့မောင်တာကိုလည်းမျက်စိအပြစ်လို့ရတယ်အမောင်နဲ့မှတခြားပစ္စည်းမမြင်ရတာရှိတာအမှန်ကိုအမောင်ကိုမြင်ရတယ်နော်မောင်နဲ့ဆိုပဲနေတာပဲလေမြင်ရတာပဲလင်းနေတာလည်းမြင်ရတယ်မောင်နေတာလည်းမြင်ရတယ်အပြာတို့အလုံးတို့လေးတောင်တို့မြင်ရတာပဲဒါတွေလေမြင်တဲ့ထက်ပါတယ်အဲ့တော့တချို့ကမေးတယ်ဖုံးလို့ခေါ်တဲ့ပုံမှန်တဏ္ဍာကိုမြင်တာလားကာလလို့ဆိုတဲ့အယောင်ကိုမြင်တာလားလို့ဆိုရင်တစ်ခုလုံးမြင်တဲ့လိုပဲဖြစ်ရမှာနှစ်ခုလုံးနဲ့ဆိုင်တယ်တချို့ကြတော့ဒီနောက်မှတွေးကြည့်တာဆိုပြီးတော့မျက်စိထဲမှာအဲ့ဒီပုံစံမဟုတ်ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့တော့နှစ်ခုစလုံးတပည့်နေနီပါဠိတော်မှာအမောင်လည်းပါတယ်လင်းလည်းပါတယ်အလုံးလည်းပါတယ်အပြားလည်းပါတယ်ကာလလည်းပါတယ်အကုန်လုံးကိုဆိုလိုတာကမျက်စိနဲ့မှသိနိုင်တဲ့အရာခတ်သိမ်းကိုအစင်းရုပ်လို့ခေါ်တယ်လို့မှတ်တာအဲ့ဒါအတွက်ဆုံးပဲဒါကြောင့်မို့အင်္ဂလိပ်လိုပြန်တဲ့အခါမှာတချို့စာအုပ်တွေကကာလလို့ပြန်နေတချို့စာအုပ်တွေကျတော့ဖုံးလို့ပြန်နေတဲ့စကားလုံးကတော့ တ
နေတဲ့စကားလုံးကတော့ visible object လို့ပြန်တာအဲ့ဒါတော့ကောင်းတယ် visible object ဆိုတာမြင်လို့ရတဲ့အရာလို့ပြောလိုက်တာနော်မျက်စိနဲ့မှမြင်လို့ရတဲ့အရာမှန်သမျှ visible object အဲ့ဒါကိုဆိုလို့တယ်ပေါ့နော်အဲ့ဒါဟာကံစိတ်ဥဒုအာရအကြောင်းလေးပါကြောင့်ဖြစ်တယ်နောက်အတန်ကြတော့စိတ်နဲ့ဥဒုနှစ်ခုကြောင့်ပဲဖြစ်တယ်နော်စိတ်ကြောင့်ဖြစ်တဲ့အတန်ရှိတယ်ဥဒုကြောင့်ဖြစ်တဲ့အတန်ရှိတယ်ဥပမာမဲ့မိုးချိန်တဲ့အတန်နေဆိုတာဥဒုကြောင့်ဖြစ်တာပိုက်တဲ့ကတခါတခါကိုယ်လောက်တာမဟုတ်ပဲတကူကူနဲ့မြည်တာလေဥဒုကြောင့်ဖြစ်တယ်လို့ခေါ်တယ်လူတွေစကားပြောတဲ့အတန်နေငှက်တိတ်ဩတဲ့အတန်နေသက်ရှိတ attva တွေဩတဲ့အတန်နေအစိတ်ကြောင့်ဖြစ်တယ်နော်တပင်းနေကလေတိုက်လို့ကျိုးကြားရင်ဒါဥဒုကြောင့်ဖြစ်တယ်လို့ပြောအဲ့တော့အတန်ဖြစ်ခြင်းရဲ့အကြောင်းကနှစ်ခုရှိတယ်ဘာလို့စိတ်နဲ့ဥဒုအဲ့နှစ်ခုမှာနောက်အနံ့နှာခေါင်းထဲမှာသိရတဲ့အာယုံကအနံ့အဲ့ဒီအနံ့ကြတော့အကြောင်းလေးမျိုးကြောင့်ဖြစ်တယ်နော်ကံကြောင့်ဖြစ်တဲ့အနံ့ရှိတယ်စိတ်ကြောင့်ဖြစ်တဲ့အနံ့ရှိတယ်ဥဒုကြောင့်ဖြစ်တဲ့အနံ့ရှိတယ်အာရကြောင့်ဖြစ်တဲ့အနံ့ရှိတယ်အဲ့ဒီတည်းမဲ့ဉာဏ်ဖမှန်စကိုင်းမှာတော့ငါဆရာဝန်တယောက်ကမေးဘူးလေနော်စိတ်တစားခန္ဓာစိတ်ကြောင့်ဖြစ်တဲ့အနံ့ဆိုတာတတိပြနိုင်သလားလို့ဆိုအဲ့ဒီမဲ့ဒီတတ္တဝါတကောင်အင်္ဂလိပ်လိုတော့နာမည်မေ့နေပြီအဲ့တတ္တဝါအဲ့ဒီတတ္တဝါကယန္တုတွေ့လို့ရှိရင်ဒုက္ခနာကိုအနံ့တွေကိုထုတ်တာနော်စိတ်ကြောင့်ဖြစ်တဲ့အနံ့အဲ့ဒါတချို့တတ္တဝါတွေကယန္တုကိုပြန်ပြီးတော့တိုက်ခိုက်ဖို့အတွက်ခန္ဓာကိုယ်ကအနံ့တွေကိုလွတ်တယ်အဲ့ဒါသူစိတ်ကြောင့်ဖြစ်တာလေအဲ့တော့စိတ်ကြောင့်ဖြစ်တဲ့အနံ့ဆိုတာရှိတယ်လို့စိတ်ကြောင့်ဖြစ်တဲ့အနံ့စိတ်တစားအနံ့အဲ့တော့ကံကြောင့်ဖြစ်တဲ့အနံ့ရှိတယ်တချို့ကခန္ဓာကိုယ်ကအနံ့နေဆိုးတယ်ကြိုင်ညာကအနံ့နေပိုးဆိုးတယ်ခန္ဓာကိုယ်ထွက်တာကံကြောင့်ဖြစ်တဲ့အနံ့တချို့ဟာနော်အနံ့ကတချို့ကြတော့ကိုယ်တတ်သိကြလောက်အောင်ဆိုးတဲ့အနံ့ရှိတယ်ဒါကံကြောင့်အနံ့ပုံနေတဲ့အနံ့မျိုးတွေအဲ့ဒီအနံ့တွေကမွေးရပါအနံ့တွေအနံ့ဆိုတာရှိတယ်အဲ့ဒါကံကြောင့်ဖြစ်တာအစာအာဟာရကြောင့်တိဉ္ဉ်သည်စားလို့တိဉ္ဉ်သည်နန်းတော့အာဟာရကြောင့်ဖြစ်တယ်လို့ပြောနော်တိဉ္ဉ်သည်စားချွေးထွက်ရင်အရက်တောက်ပြီးတော့ချွေးထွက်ရင်အရက်နန်းနေထွက်တယ်အဲ့ဒါကြတော့အာဟာရကြောင့်ဖြစ်တယ်လို့ပြောမှာပဲအဲ့တော့ကံကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥရုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်ဒီအနံ့ကအကြောင်းလေးမျိုးလို့ဒီလိုမှတ်သားတယ်နောက်တစ်ခါအရာသာဆိုတာပစ္စည်းဝတ္ထုတွေမှာရှိနေတာဖြစ်တော့ကံကြောင့်ဖြစ်တာလည်းရှိတယ်စိတ်ကြောင့်ဖြစ်တာလည်းရှိတယ်ဥရုကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်ဖြစ်တာလည်းရှိတယ်အရာသာအထီးအတွေ့ကြတော့အထီးအတွေ့ဆိုတာဘာကိုခေါ်တာတော့ဆိုရင်ပထဝီတေဇောဝါယောဒီသုံးခုကိုခေါ်တာဓာတ်ကြီးလေးပါးတဲ့ကအဘောမပါပထဝီတေဇောဝါယောအခုຫນွေရသည်ပူတယ်ဆိုတာရတေဇောဆောင်းရသည်ကြတော့အေးတယ်ဆိုဒီတွေ့ကော်ဖီတောက်တဲ့အခါကော်ဖီကအေးနေပြီကော်ဖီကပူလိုက်တာဒါကတေဇောကိုသိတာနော်တေဇောကိုသိတာအစာစားတဲ့အခါမှာထ
Tamin Chedaraga, Malaita, Solution, Dapatui, Tamin Chedaga, Piore, Pelojo, Warega, Pelojo, Malaita, but we did, no. Ero, Piora Bara dide, Pura ira dide, no biro, Tungana, Lushara dide, Era Wayo. Soluraga, Tidri Jaro, Patui, Tizo, Wayo, Eri, Domuve, Side, Erago, Podabayo, no core, Podabayo Gatti, Tachi Domugo core, Abo Suraga, Shigu Piora Mobu, Abo Sura, Suside the Bone, Pio in the water, Tinaku core. Era Tito Piao. Ludia Tinlebe, Avo Surayi. Yisura, Tilo Yare Tin. Tilo Yare Lee, Yeti, Patri, softness, Pioviona Vetri. You Lewane Bogivala. Adantrelare. Era Batavive. Pioviona Vetri. Pura era dreame, era diso. She dream Amahobu. Pura era dreame, softness, Pioviona dreame, Tungana dreame. Era diga. Abo Mofu. Aboga, say never deny. No, say never did we are. Joe Moni, who ye lead Tebido, Nelai de Kajaro, a dome chillare. Arabadua, a dome chissida, so abo abscissida. Tabi Melu, Eddie Mondo, you, Ganjilin, Piora Nemara Vedime. Pura Era Vedime, Tonga Navet. Suside, so that the wall, say never dear. Dajamu, Aboga, Tidri Lumiabulus. I do. Padawi Dezo Wayo Sure di Dajito Malebe Kanyam Sheda Side Uru Jam Sheda Side Ara Jam Shede Say Jam Sheda Side Uru Jam Sheda Side Jam Liba Jam Shede I don't know now the coup Janna Guro Deep Yesi Nana Leagaya Nepatade Ayuni Goro, Rubayo, Dadayo, Kanayo, Radayo, Podabayo, Nukore. Say that there, Reao to ne, but the Vido, Tide, Ayo ne Jaro. Reao to Yoma, but the Tide, Ayo ne Jaro. Tamayo Nut Oled. The Yanare, Tabayo, Piora Mopu. No, say never, Diare, the Bawa, Piora. Say never, Chandri Bido, Diare, Tama. Tagadali Jaro, Tamado, don't like the Yaga. Yam, the Majere, a Debe Jaro, Dunia, never do you are. Sagasura, Dunia, never do you do yare. Tajamonu Saga, man no she, definitions Rashi. Kandatare. Maganda in Sagaga, they cheered on. They cheered all to Kanda to Mayare. And a hobby, safe ship a chow. Bound Vesurushi, safe ship, Jaga. Would you chow barne? Are you chowba? Eddie, would you are you Naku so in the safe ship, jobs a day? No, era go piora doyasa. Utu de kure nele save people, ion de kure nele save people. Utu ion naku also like de kama. Di save David. No, era go piasa piora. Doyan bedesa winyan tambodi. Doyan. Wotu ayo namyoso mo padesa jambu ye. ဝိညာဏအသိစိတ်သည်သဘောတည်းဖြစ်
Eri nakugo wipatana palo shumane sara nyasabya twaya wipatana lo khore no ko jila edi ne ko jila ediမျက်စိတစ်ခုတည်းနဲ့မျက်နှာဆိုတာဖြစ်လာမဖြစ်ဘူးမျက်စိတဲ့ဘာလားထင်ဟတ်တဲ့အစင်အာယုန်တစ်ခုတည်းနဲ့မျက်နဲ့ဆိုတာဖြစ်လာမဖြစ်ဘူးမျက်စိနဲ့အစင်အာယုန်ဆုံးလိုက်တဲ့အခါမှာမြင်သိစိတ်ဆိုတဲ့ဝိညာဉ်လေးပေါ်လာတာနော်ဝိညာဏဆိုတဲ့အသိစိတ်လေးပေါ်လာတာအဲ့တော့အသိစိတ်ဖြစ်ဖို့ရအတွက်အကြောင်းနှစ်ခုလို့ပြောတယ်အဲ့တော့ဒီနေရာမှာစဉ်းစားစရာတစ်ခုပြောပြမယ်ဒါက present cause လို့ခေါ်တယ်မျက်မှောက်လက်ရှိဆိုတော့လက်ဝါးတစ်ဖက်တည်းတီးလို့ရှိရင်မကြဘူးအသက်မထွက်ဘူးလက်ဝါးနှစ်ဖက်တီးမှအသက်ထွက်တယ်နော်နှစ်ခုကြမှအသက်ထွက်တယ်အဲ့ဒါလို့ပဲမျက်စိတစ်ခုတည်းကလည်းမြင်နိုင်ဆိုတဲ့စိတ်ပဲဖြစ်ဘူးရူပယုံဆိုတဲ့အစင်အယုံတစ်ခုတည်းနဲ့မြင်နေဆိုတာမဖြစ်ဘူးအဲ့ဒီနှစ်ခုပေါင်းစပ်မှုဟာတိုက်ခိုက်မှုတစ်ခုပဲထိခိုက်မှုတစ်ခုပဲလက်ဝါးနှစ်ခုထိလိုက်တဲ့အခါမှာအသံထွက်လာသလိုပဲမျက်စိနဲ့အစင်ဆုံးလိုက်တဲ့အချိန်မှာအသိစိတ်တွေပေါ်လာတယ်အဲ့ဒါပြောတာတွားရန်ဝတ္ထုအာယုံနှမျိုးစုံကိုပဋိစ္စအကြောင်းပြု၍မိပြု၍ဝိညာဏအသိစိတ်သည်တမ္ဘောတိဖြစ်အဲ့ဒါကိုကြည့်လိုက်ပဲဆိုရင်စိတ်ဆိုတာကိုယ်ရဲ့နဲ့မှအမြဲဖြစ်နေတာမဟုတ်ဘူးလို့ဆိုလို့တယ်နော်ကိုယ်ရဲ့နဲ့မှအမြဲဖြစ်နေတာမဟုတ်ဘူးဒီအကြောင်းနှစ်ခုစုံမှဖြစ်တာအဲ့ဒါကိုတစ်ချက်မှတ်တာနော်အမြဲတမ်းဖြစ်တာမဟုတ်ဘူးအကြောင်းနှစ်ခုစုံလိုက်မှဖြစ်တာဆိုရစို့ထင်ရှားအောင်ပြောပဲဆိုရင်စီကိုဒီတိုင်းချိတ်တာဘယ်သူမှမတီးဘူးဆိုစီတန်ထွက်မှာမဟုတ်ဘူးနော်လက်နဲ့ဖြစ်စေတုံနဲ့ဖြစ်စေစီမျက်နှာပြင်ကိုပုတ်လိုက်မှစီတန်ထွက်တယ်အဲ့ဒါလို့ပဲမျက်စိရှိုံနဲ့သိစိတ်မဖြစ်ဘူးအစင်အာယုံရှိနေုံနဲ့မျက်စိမဖြစ်အသိစိတ်မဖြစ်ဘူးအဲ့ဒီနှစ်ခုဆုံးလိုက်ခြင်းသည်အသိစိတ်ဖြစ်ခြင်းအကြောင်းပဲဖြစ်တယ်ဆိုပြီးတော့မြတ်စွာဘုရားကမေခွန်းထုတ်လိုက်တယ်ကထင်္စာဘိက္ခုဣတွာယပဋိစ္စဝိညာဏသဗ္ဗောတိဝတ္ထုအယုံနှစ်ခုကိုပေါင်းမှအသိစိတ်ဖြစ်တယ်ဆိုတာဘယ်လိုလဲတဲ့ဘယ်လိုဖြစ်တာလဲလို့ဆိုတော့အဲ့ကြတော့မှရှင်းပြတယ်နှစ်ခုဆိုတာဘာလဲဆိုပြီးတော့ရှင်းပြတော့သက္ခုံစာပဋိစ္စရူပိစာဥပ္ပစ္စတိသက္ခုဝိညာဏသက္ခုံစာသက္ခုပတာရကို၎င်းရူပိစာအစင်အာယုန်တို့ကို၎င်းပဋိစ္စအကြောင်းပြု၍သက္ခုဝိညာဏသက္ခုဝိညာဉ်စိတ်ဆိုတဲ့မြင်သိစိတ်သည်ဥပ္ပစ္စတိဖြစ်ပေါ်လာ၏အဲ့တော့ပြောတာတွားရဆိုတာနော်မျက်စိနဲ့အစင်အာယုန်နှစ်ခုကိုမိပြုလိုက်တဲ့အခါမှာသက္ခုဝိညာဉ်စိတ်ဖြစ်တယ်ဒါသိတဲ့ဉာဏ်စိတ်တွေနဲ့မဆိုင်ဘူးသောတာဝိညာဉ်စိတ်ကာတဝိညာဉ်ဇီဝဝိညာဉ်ကာဝိညာဉ်နော်ဟရိယနဲ့ပေါင်းတတ်ကြတော့မနောဝိညာဉ်လို့ခေါ်တယ်ဝိညာဏစိတ်ဆက်နော်စိတ်ကိုခွဲလိုက်တဲ့အခါမှာသက္ခုဝိညာဉ်စိတ်သောတာဝိညာဉ်စိတ်ကာတဝိညာဉ်စိတ်ဇီဝဝိညာဉ်စိတ်ကာယဝိညာဉ်စိတ်နောက်ပြီးတော့မနောဝိညာဉ်စိတ်အလုံးကမနောဝိညာဉ်စိတ်ဝိညာဏ6ခုအဲ့ဒီမဲ့ဝိညာဏပပါတဲ့မနောဆိုတဲ့စိတ်ကတတ်တတ်ရှိသေးတယ်နော်အဲ့ဒီတော့အဲ့တော့တွားရဝိပဿနာရှုပုံကိုမြတ်စွာဘုရားကရှုရမယ့်တရားလေးတွေဘယ်လိုဖြစ်လာလဲဆိုတာရှင်းပြတာနော်ကိုယ်မှဖြစ်နေတာဆိုတာသိရမယ်နော်ကိုယ်မှဖြစ်တာမျက်စိနဲ့အစင်ဒီနှစ်ခုကိုကြောင်းပြုပြီးတော့မြင်သိစိတ်ဖြစ်လာဒါပစ္စုပန်အကြောင်းကိုပြောတာသောတော်ကပြောခဲ့တယ်မြင်သိစိတ်ဆိုတာအတိတ်ကံကြောင့်ဖြစ်လာတဲ့ဝိပဿစိတ်ဖြစ်တယ်အတိတ်ကံကထုတ်လုပ်ခဲ့တာဖြစ်တယ်ဒါဖြင့်
မျက်စိနဲ့အစင်အာယုံကဘာလို့ဆို supporting condition သူတို့ကြတော့ပစ္စုပန်အကြောင်းတရားနှစ်ခုကိုပြောတာပဋ္ဌာန်းနဲ့ပြောမယ်ဆိုရင်မျက်စိကပုရိသတာပစ္စယနော်စက္ခုကဒီစိတ်ကိုပုရိသတာတတ္တိနဲ့ကျေစုပြုတယ်နေတ္တယတတ္တိနဲ့ကျေစုပြုတယ်အဋ္ဌိတတ္တိအဝိကတတတ္တိနဲ့ကျေစုပြုတယ်ပဋ္ဌာန်းကြတော့အထုတ်လာတာစက္ခုရှိမှစက္ခုမျက်စိသည်ဒီမြင်သိစိတ်ကလေးကိုနေတ္တယတတ္တိနဲ့ကျေစုပြုတယ်ပုရိသတာတတ္တိနဲ့ကျေစုပြုတယ်အဋ္ဌိတတ္တိနဲ့ကျေစုပြုတယ်နော်အဝိကတတတ္တိနဲ့ကျေစုပြုတယ်သူရှိနေတော့ရူပအစင်းကြတော့အာရဗဏတတ္တိနဲ့ကျေစုပြုတယ်ဒါကပစ္စုပ္ပန်မှာမျက်စိနဲ့အစင်းဒီနှစ်ခုသည်ပဋ္ဌာန်းနဲ့ဆက်သွယ်ပြလိုက်ပဲဆိုရင်ဒိဋ္ဌိယပစ္စယောနဲ့အာရဗဏပစ္စယောပေါင်းလိုက်တာပေါ့နှစ်ခုပေါ့နော်သူ့ကြောင့်နဲ့သူဖြစ်ကြတာအဲ့တော့အဲ့ဒီကြမှာစက္ခုဉ္ဉ္စိတ်လေးဖြစ်လာတာသူကကံကြောင့်ဖြစ်တာကံဆိုတဲ့အကြောင်းတရားကြောင့်ဖြစ်တာမှန်တော့လဲပဲအမြဲရှိနေတာမဟုတ်ဘူးပစ္စုပန်အကြောင်းတရားကိုမိပြီးတော့မှဖြစ်လာနိုင်သို့တော့စနကတတ္တိလို့ဆိုတဲ့ producing cause ကတော့ကံပဲအတိတ်ကံကလုပ်ပေးလိုက်တာအကယ်၍အတိတ်ကံကမလုပ်ပေးဘူးဆိုရင်စက္ကဝိညာဉ်စိတ်ပဲဖြစ်တော့ဥပမာလူတယောက်မျက်စိပြတ်သွားရင်လည်းစက္ကဝိညာဉ်စိတ်ဆိုတာဖြစ်တော့မျက်စိယောဂတဲ့တယောက်မျက်စိကွဲသွားတယ်ရှည်တဲ့ညောက်ကွဲတာပဲဖြစ်ဖြစ်အခြားတစ်ခုကြောင့်ကွဲသွားရင်မျက်စိစိတ်ပဲဖြစ်တော့ဘယ်တော့မှမဖြစ်နိုင်တော့ဒီဘဝမှာနော်အဲ့ဒါကြောင့်မလို့ဒါကအကြောင်းတရားကအတိတ်ကံဒီ producing cause ထုတ်လို့တဲ့အကြောင်းအခုပြောတဲ့စက္ခုပ္ပတာရနဲ့အစင်အာယုံဒီနှစ်ခုဆုံးမိခြင်းဒီ supporting condition supporting cause သူတို့ကိုအမိပြုပြီးတော့မှစက္ခုဝိညာဉ်စိတ်လေးဖြစ်တာသို့တော့စက္ခုဝိညာဉ်စိတ်လေးရဲ့အကြောင်းတရားအစစ်ကဘယ်သူတို့ကံတရားပဲဟောကံကြောင့်ဖြစ်တာသူကအဲ့လိုသဘောပေါက်အဲ့တော့ဒါကိုယ်တဏ္ဍမှာဖြစ်နေတာလူတိုင်းမှာဖြစ်နေတဲ့ဟာပဲနော်ဘယ်နှခုရှိသွားလဲမျက်စိအကြောင်းသိပြီးမျက်စိတဲ့ဘာဖြစ်ပေါ်လာတဲ့အစင်အာယုံအကြောင်းသိပြီးဒါယုတ်နှစ်ခုအဲ့ဒီယုတ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာစက္ခုဝိညာဉ်ဆိုတဲ့မြင်သိစိတ်ကလေးဖြစ်လာတာစက္ခုဝိညာဉ်ဆိုတဲ့မြင်သိစိတ်လေးဖြစ်လာပြီအဲ့ဒါကိုဝိပဿနာဘယ်လိုရှုမလဲဒါလူတိုင်းပဲကိုယ့်ကိုကြည့်လိုက်နော်မျက်စိကိုကြည့်လို့ရတယ်အဲ့တော့မြတ်စွာဘုရားကဝိပဿနာရှုပုံလေးကိုလို့ဟောတော့ဆိုစက္ခုအဋ္ဌိစံဝိပရိနာမိအညထာဘဝီမျက်စိဆိုတဲ့စက္ခုဝတ္တရာယုတ်ကလေးအားတဲ့အဋ္ဌိစထာဝရရှိနေတာမဟုတ်ဘူးငြိမ်းနေတာမဟုတ်ဖြစ်ပြီးပြက်နေတာဖြစ်စဉ်တစ်ခုတည်းမှာနေတာဒီတိုင်းကြည့်တော့ငါမျက်စိမျက်ရှိနေတာပဲလို့ထင်လိမ့်မယ်လူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲလေးတွေကပေါ်လာလိုက်ပြောက်သွားလိုက်ပေါ်လာလိုက်ပြောက်သွားလိုက်လို့ဖြစ်နေနော်အဲ့တော့မျက်စိဆိုတာအမြဲတမ်းတစ်ခါတည်းရှိနေတာမဟုတ်ဘူးရှိပတိလို့ပဲမျက်စိကကလေးမျက်စိနဲ့လူကြီးမျက်စိမတူတော့ဘူးနော်ကြည်တာမကြည်တာကွဲပြားခြားတာလားငြိမ်းနေတာမဟုတ်ဘူးဥပမာပန်းလေးတစ်ပွင့်မဲ့ကြည့်လိုက်ဒီပန်းလေးကဒီတိုင်းနေတာမဟုတ်ဘူးလေတဖြည်းဖြည်းရင်လာတယ်ပြီးရင်ညှိုးလာတယ်ပြီးရင်ခြောက်သွားတယ်ဟောပြောင်းလဲမှုနဲ့နေတာအဲပြောင်းလဲမှုတွေကိုလူတွေကမသိတာဘာကြောင့်မသိတာတော့ဆိုတတိကိမဲ့နေလို့မသိတာစူးစမ်းသုံးသပ်ဆင်ခြင်မှုမရှိလို့သိတာမသိတာထို့တူပဲမျက်စိဟာစက္ခုအဋ္ဌိစံစက္ခုသာရယုတ်လေးဟာထာဝရမဟုတ်ဘူးဖြစ်ပေါ်လာလိုက်ပြောက်သွားလိုက်ဖြစ်ပေါ်လာလိုက်ပြောက်သွားအတိအတိလဲနေတာစိတ်စက္ခုနဲ့ချက်ဖြစ်ပြီးရင်တခါအတိတစ်ခုဖြစ်တာလဲနေတာအပြဲတာပြောင်းလဲနေတာဝိပရိနာမိတဲ့အနိစ္စဆိုတာမမြဲတာဝ
ဝိပရိနာမဆိုတာပြောင်းလဲနေတာပြောင်းလဲနေတဲ့ဆိုတာကပဂတိအနေထားကနေပြီးတော့ရုပ်လျော်သွားတာကိုပြောတာနော်အဲ့ဒါလည်းသဘောပေါက်ရမယ်မမြဲဘူးဆိုတာဟုတ်လားဖြစ်လာပြီးရင်ပြတ်သွားတာဝိပရိနာမဆိုတာဖြစ်တာတော့မှပထမဖြစ်တာနဲ့ဒုတိယဖြစ်တာမတူဒါကြောင့်ဘုလို့မျက်စိကလည်းတဖြည်းဖြည်းမှုတ်လာတာရှိတယ်နော်အားရရောလာတာရှိတယ်ဝိပရိနာမအဆိုးပဲရောက်သွားတယ်အညထာဘာဝီတမျိုးတစ်ဖုံပြောင်းသွားတယ်လက်ရှိအနေထားမဟုတ်တော့ပမွင့်လေးကြည့်လိုက်လေအညထာဘာဝီစာပထမဆုံးကအဖူးလေးကနေပွင့်လာတယ်ပွင့်လာတဲ့အခါမှာလန်းလန်းဆန်းဆန်းရှိတယ်နောက်တစ်ခါကျတော့ရင့်လာတယ်ရှင်းလာပြီးတော့ကျန်းလာတယ်ကျန်းလာပြီးတဲ့အခါမှာနွမ်းလာတယ်နွမ်းလာပြီးတော့ကြွေကြသွားဟောအဲ့ဒါဝိပရိနာမိအညထာဘာဝီပြောင်းလဲနေတာတစ်ခုနဲ့တစ်ခုအပြည့်တမ်းရှိနေတာမဟုတ်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒီစကလုံးတွေကိုပြစ္ဆဗျာလို့ဟောတာစက္ခုပတရာယုတ်တိအဋ္ဌိစံဖြစ်ပြီးရင်ပြည့်စည်သွားတာဖြစ်သောကြောင့်မမြဲဘူးဝိပရိနာမိပြောင်းလဲပြီးတော့သွားတယ်အညထာဘဝီတမျိုးတစ်ဖုံဖြစ်သွားတယ်ရှိတဲ့အနေထားတစ်ခုမဟုတ်ပဲနဲ့တခြားအနေထားတစ်ခုရောက်သွားတယ်ဒါအဋ္ဌိစသောမျက်စိကိုရှုတာနောက်အစင်အာယုံကိုရူပအစင်အာယုံတို့သည်သူကြတော့ပလူရဲနဲ့သုံးတာဘာလို့ဆိုအစင်အာယုံဆိုတာတစ်ခုတည်းမဟုတ်အများကြီးပဲကြည့်တာနော်ပဋိကာကြကြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ရုပ်ပုံတွေအများကြီးတွေ့လိမ့်မယ်တပင်းနေတို့ကာလာတွေတို့မျက်စိတွေမှာအလုံးကတပြိုင်နက်လို့ပေါ်လာတာဒါကြောင့်မို့ပလူရဲနဲ့ပဲသုံးတယ်မြတ်စွာဘုရားကတကယ်စတိကြတာမျက်လုံးတစ်လုံးနဲ့မှမြင်စရာတွေအများကြီးလေကြည့်လိုက်ပဲဆိုရင်မျိုးစုံမြင်တာဒါကြောင့်ဘုလို့ရူပါလို့ဘဟုဝုတ်လို့ခေါ်တဲ့ပလူရဲနဲ့သုံးလိုက်တာနော်အစင်အာယုန်တို့သည်အနိစ္စဖြစ်ပြီးနေပျောက်ကွယ်သွားကြလို့မမြဲကြဘူးနောက်ထပ်ပြန်ဖြစ်တဲ့အခါမှာလည်းဝိပရိနာမိပြောင်းလဲသွားကြတယ်အညထာဘဝီပုံစံပြောင်းသွားတယ်တခြားတစ်မျိုးဖြစ်သွားတယ်အညထာဘဝီဝိပရိနာမိနောပြောင်းလဲသွားကြတယ်အညထာဘဝီနောတခြားပုံစံနဲ့ဖြစ်သွားကြတယ်မျက်စိကိုလည်းဝိပဿနာရှုတယ်အစင်အာယုံကိုလည်းဝိပဿနာရှုတယ်ရှုပြီးတဲ့အခါကျတော့မပြောလိုက်တယ်လေဆိုစက္ခုဝိညာဉ်စိတ်ကိုရှုဖို့ကြတော့ဘယ်လိုပြောတော့ယောပိပစ္စယောပိဟေတုယောပိပစ္စယောစက္ခုဝိညာဏတ္တဥပါဒာယသောပိဟေတုသောပိပစ္စယောအဋ္ဌိသောဝိပရိနာမိယထာဘဝီအဲ့တော့မျက်စိကလည်းပဲမမြဲဘူးအစင်အာယုံကလည်းမမြဲဘူးမမြဲတဲ့ဟာနှစ်ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စက္ခုဝိညာဉ်စိတ်ကရောပဲမြဲမလဲအဲ့တော့ပြောတာနော်သူရဲ့အကြောင်းတရားကမှမမြဲတာအဲ့ဒီအကြောင်းတရားကိုအမိပြုပြီးတော့စိတ်ဟာဘယ်လိုလုပ်ပြီးတော့မြဲနိုင်မလဲသိတတ်တဲ့အမေကမွေးတဲ့အမေဖေကမွေးတဲ့လူဟာပဲမသိပဲရှိမှာအမေဖေကလည်းသိတယ်အမေဖေသိလို့သာသမီလည်းသိတယ်ဒီလိုဆိုလို့လားနော်သူရဲ့အကြောင်းတရားကသိလို့အကြောင်းတရားကမှမမြဲလို့မမြဲတဲ့အကြောင်းတရားကိုမိပြီးတော့ဖြစ်တဲ့စက္ကဝိညာဉ်စိတ်အပဲမမြဲမလဲအဲ့လိုဆိုလို့ရပေါ့နော်အဲ့တော့အကြောင်းတရားဖြစ်တဲ့စက္ကဝိညာဉ်စိတ်ကလည်းမမြဲဘူးပြောင်းလဲတတ်တယ်
တစ်မျိုးတစ်ပုံဖြစ်လက်တယ်အနိစ္စံခောပိကဝေပစ္စယပဋိစ္စဥပ္ပန္နသက္ခုဝိညာဏံကုတောနိစ္စံဘဝိတ္တိကြောင်းကျိုးစဉ်းစားခိုင်းတာမြတ်စွာဘုရားအကြောင်းတရားမမြဲတဲ့အကြောင်းတရားကိုဆွဲပြီးတော့ဖြစ်တဲ့သက္ခုဝိညာဉ်စိတ်ဟာဘယ်လိုလုံးမြဲနိုင်မလဲမမြဲတာကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့အကြောင်းတရားကမမြဲတာသူအကျိုးတရားဘယ်လိုလုံးမြဲမလဲမမြဲဘူးဆိုတာကိုမြတ်စွာဘုရားကရှင်းပြောပြတယ်အဲ့ဒါတွားရဝိပဿနာလို့ခေါ်တယ်နော်အဲ့ဒါကိုအသေးစိတ်စဉ်းစားကြည့်ရမယ်အဲ့ဒါလို့စဉ်းစားကြည့်ရင်ကိုယ်မျက်စိလေးကိုအာရုံပြုမျက်စိတွေမှာပေါ်လာတဲ့အစင်းကိုအာရုံပြုမျက်စိကလည်းမမြဲဘူးဆင်ကလည်းမမြဲဘူးအဲ့ဒီမျက်စိနဲ့အစင်းတစ်ခုကိုကြောက်ပြုပြီးတော့ဖြစ်ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်အဲ့ဒီသက္ခုဝိညာဉ်စိတ်ကလည်းမမြဲဘူးဘာဖြစ်လို့မမြဲသလဲမမြဲတဲ့အရာကိုဆွဲပြီးတော့ဖြစ်လို့မမြဲတာဒါထင်ရှားအောင်ကြောက်ပြတာနော်အဲ့ဒါကြောင့်တွားရဝိပဿနာမျက်စိဟောသလိုပဲနောက်ဆက်ပြီးတော့ဟောတာတွေရှိသေးတယ်အသေးစိတ်နောက်တစ်ခါနောက်ရက်ဒီကြမှာဆက်ပြီးတော့ပြောမယ်တလောက်ဆိုလို့ရှိရင်နော်တွားရဝိပဿနာရဲ့သဘောတရားကိုနားလည်နိုင်ပြီပေါ့အသေးစိတ်နားလည်နိုင်အဲ့ဒါလို့နားလည်ဖို့အတွက်မြတ်စွာဘုရားကတွားရဝိပဿနာရှုနည်းကိုသယုတ္တနိကေသာလယနာတန်ယုတ်တွားရသုတ်တံမှာဟောထားတဲ့ဤစနစ်ပဲဒါနော်အဲ့ဒီနည်းနဲ့ဝိပဿနာရှုပါကိုကြည့်ပြီးတော့ဝိပဿနာအဲ့ဒါလို့ဝိပဿနာရှုတဲ့အခါမှာကိုယ်ခန္ဓာကိုယ်မှာမြဲတယ်ဆိုတာဘာတစ်ခုမှတွေ့ပါမဟုတ်ဘူးမမြဲဘူးဆိုတဲ့သဘောတရားတွေကိုသိရှိနားလည်နိုင်တဲ့အခါဘာဖြစ်လာလဲတွေ့တာမှုတွေတတ်မဲ့မှုတွေကိုလျှော့ချနိုင်နောက်ဆုံးဖယ်ရှားပြနိုင်တွေ့တာမှုတတ်မဲ့မှုတွေဖယ်ရှားမှတောကဆိုတာဖယ်ရှားနိုင်မှာဖြစ်တယ်တောကဖယ်ရှားမှစိတ်နှလုံးအေးချမ်းမှုကိုရမှာဖြစ်တယ်တောကရှိနေတဲ့ပြဘယ်တော့မှစိတ်နှလုံးအေးချမ်းမှုရမှာမဟုတ်ဘူးအဲ့ဒီစိတ်နှလုံးအေးချမ်းမှုဆိုတာကိုရရှိဖို့အတွက်တွေ့တာမှုဖယ်ရမယ်တွေ့တာမှုဖယ်မှတောကကိုဖယ်နိုင်တယ်ဆိုတာကိုတတိထားပြီးတော့တွားရဝိပဿနာတရားကိုရှုပွားနိုင်ရန်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း